နိုင်ငံဖြစ်သွားမှာတော့စိတ်ပူတာcommunity နိုင်ငံဖြစ်သွားမှာတော့ဘယ်လိုမှစိတ်မပူကျွန်တော်ဗုဒ္ဓဘာသာလူဦးရေဗုဒ္ဓဘာသာနိုင်ငံကြီးဗျာအကြီးလုံးဝပြောမှဆိုတရုတ်ပြည်သူသမ္မတနိုင်ငံကြီးကအရင်ကဗုဒ္ဓဘာသာနိုင်ငံမဟုတ်ဘူးလားဗုဒ္ဓဘာသာနိုင်ငံကနေပြီး community နိုင်ငံဖြစ်သွားပြီဘယ်ဘာသာမှမကိုးကွယ်တော့ဘူးဗျာ community အများဆုံးဖြစ်သွားပြီဗျာတရုတ်က community စနစ်ကဘယ်လောက်ထိဆိုးလဲတရုတ် community စနစ်ကဘယ်လောက်ထိကိုချင်းစာစိတ်မဲ့လဲဆိုတာဒါလူတိုင်းသိတယ်သမင်းစားပြီးကြီးရဲ့လူတိုင်းသိတယ်နောက်ထပ်ဗီယက်နမ်ဗုဒ္ဓဘာသာနိုင်ငံကနေပြီးတော့ community နိုင်ငံကိုပြောင်းသွားတယ်ဆိုတော့ကိုးကွယ်တဲ့လူတွေအနေချင်းမဲ့ကြံခဲ့တယ်community နိုင်ငံဖြစ်သွားတယ်ဘာသာမှမကိုးကွယ်တဲ့နိုင်ငံကြီးဖြစ်သွားတယ်အဲ့ဒီနိုင်ငံကိုတော့ခေါင်းတော့မစင်းစားဘူးလားဘာလို့ဖြစ်သွားလဲမတွေးဘူးလားအေးပါကွာနော်မြန်မာနိုင်ငံသားမှန်ရင်မြန်မာနိုင်ငံတော်ကြီးကိုချစ်တယ်နော်ကိုယ့်ရဲ့မြန်မာနိုင်ငံကြီးကိုနေပြီးတော့နော်ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်ကြီးကနေပြီးတော့အစ္စလာမ်ဘာသာနိုင်ငံနေပြီးတော့မဖြစ်စေချင်ဘူးငါတို့မြန်မာတွေကနော်ဒါကမြန်မာနိုင်ငံသားမှန်ရင်ထဲမှာရှိတဲ့စကားပဲနော်ကိုယ့်ရဲ့မြန်မာနိုင်ငံတော်ကြီးကနေပြီးတော့နော်ကျူးကျော်ဝင်ရောက်လာတဲ့လူရဲ့လက်ထက်မှာနေပြီးတော့မြန်မာနိုင်ငံတော်ကြီးကနေပြီးတော့အစ္စလာမ်ဘာသာနိုင်ငံဖြစ်တော့မယ်ဆိုရင်နော်ကမ္ဘာသမိုင်းမှာလည်းနေပြီးတော့ရှစ်စရာကြီးဖြစ်တော့ပြီဒါကနော်ဟုတ်လားမင်းကနေပြီးတော့လူရင်းနဲ့တူရှင်းကိုမရောက်နိုင်ဘူးစကားပြတာကနော်ငါတို့ကနေပြီးတော့မြန်မာနိုင်ငံသားစစ်ဖြစ်လို့ကိုယ့်ရဲ့မြန်မာနိုင်ငံတော်ကြီးကိုရှစ်တယ်နော်ကိုယ့်ရဲ့မြန်မာနိုင်ငံတော်ကြီးကိုတခြားလက်ထဲကိုမရောက်စေချင်ဘူးနော်ဒါကမြန်မာနိုင်ငံသားတယောက်ရဲ့ခံယူချက်ဖြစ်တယ်နော်စစ်ပြပါအောင်နောက်ထပ်နိုင်ငံထပ်ပြောဦးနောက်ထပ်ပြောဦးမယ်မြောက်ကိုရီးယားဗုဒ္ဓဘာသာနိုင်ငံကြီးကနေပြီးတော့ community နိုင်ငံကြီးဖြစ်သွားတယ်သူတို့ကကိုရီးယားအစက community နိုင်ငံကြီးလားဗုဒ္ဓဘာသာနိုင်ငံမဟုတ်ဘူးလားအဲ့ဒီနိုင်ငံတွေကြတော့တာရကပြစရာမရှိဘူးလားအဲ့ဒီနိုင်ငံကတာရကပြလို့မရဘူးလားတာရကပြဖို့အတွက်ဆိုရင်ဒီပါကစ္စတန်အာဖဂန်နစ္စတန်တို့ဒီမလေးရှားတို့အင်ဒိုနီးရှားတို့ပဲပြစရာရှိတာတခြားအဲ့ဒီနိုင်ငံတွေရောကျွန်တော်တာရကပြပြီးပြောလို့မရဘူးလားအဲ့ဒါကိုရီးယားတောင်ကိုရီးယားနိုင်ငံဗုဒ္ဓဘာသာနိုင်ငံနဲ့ခရစ်ယာန်နိုင်ငံကြီးကိုပြောင်းသွားတယ်ခရစ်ယာန်ကိုးကွယ်မှုအများဆုံးနိုင်ငံကြီးဖြစ်သွားတယ်အဲ့ဒါရောတာရကပြစရာမရှိဘူးလားအဲ့ဒီနိုင်ငံရောတာရကပြလို့မရဘူးတာရကပြစရာကလားနိုင်ငံပဲရှိတာလားနောက်ထပ်ဗုဒ္ဓဖွားမြင်တဲ့ဗုဒ္ဓပွင့်တော်မူတယ်ဆိုတော့ကျွန်တော်နီပါနိုင်ငံပေါ့အခုကျွန်တော်မြန်မာနိုင်ငံမှာဆိုဂေါ်ရခါလူမျိုးတွေပေါ့နီပါနိုင်ငံကရောဗုဒ္ဓဘာသာနိုင်ငံကြီးကနေဟိန္ဒူနိုင်ငံကြီးပြောင်းသွားတာမဟုတ်ဘူးလားဟိန္ဒူတွေအများဆုံးကိုးကွယ်တဲ့ဟိန္ဒူတွေအများဆုံးနေထိုင်တဲ့ဟိန္ဒူ reason ကိုကျိုးလူရင်းကိုမရောက်နိုင်ဖြစ်ဘူးလားအဲ့ဒါကျတော့တာရကပြတာမလို့မိကုန်းမထုတ်လားဘာလို့ဟိန္ဒူနိုင်ငံကြီးဖြစ်သွားတာလဲဆိုဒါပေမဲ့အိန္ဒိယဗျာပြောမှဆိုဗုဒ္ဓအိန္ဒိယကနေပြီးတော့အိန္ဒိယတိုက်ကြီးကနေပြီးတော့ဗုဒ္ဓပြန်ပွားမှုတွေဗုဒ္ဓသာသနာကိုဖြန့်ခဲ့တာအိန္ဒိယကနေပြီးအဲ့ဒီအိန္ဒိယကရောဗုဒ္ဓကနေပြီးတော့ဘယ်လိုလုပ်ဒီဟိန္ဒူတွေဖြစ်သွားတာလဲဗုဒ္ဓကိုလက်မခံတာလားအစောကြီးကအဲ့လိုမျိုးလားအဲ့ဒါတွေရောကျွန်တော်တို့တာရကပြစရာမရှိဘူးလားအဲ့တာရကပြလို့မရဘူးလားတခြားဗုဒ္ဓဘာသာနိုင်ငံကနေရှေ့လိုက်တာဗျာလူရင်းကိုမရောက်နိုင်ဘူးနော်တခြားဗုဒ္ဓဘာသာဝင်နိုင်ငံဆိုအများကြီးရှိတယ်ဟုတ်တယ်နော်ထိုင်းတို့တရုတ်တို့အမေရိကဆိုတော့ဗုဒ္ဓဆိုပြီးပဲနေပြီးတော့ကျွန်တော်တို့မြန်မာထေရဝါဒဗုဒ္ဓဘာသာတွေနဲ့တခြားစီဖြစ်တယ်နော်ကိုယ်ကိုရှင်းကနေပြီးမဲ့တူပြီးမဲ့နေပြီးတော့ယူဝါဒတွေကိုယ်လမှုတွေအများကြီးရှိတယ်နော်ဘာသာတရားနေပြီးတော့ကိုင်းရှင်းတာမှနေပြီးတော့တို့မြန်မာလူမျိုးတွေဖြစ်တယ်နော်ဖျားဆိုရင်လေဖုန်ကြီးဟန်တန်ခါတွေအကုန်လုံးကိုနေပြီးတော့စာစားရနေပြီးတော့ရေတေနဲ့နေပြီးတော့ရှိခိုးကြတယ်ကန်တွဲကြတယ်နော်ဖျားတရားတယ်ဆိုတော့အများကြီးလောက်ကြတယ်တို့ဗုဒ္ဓဘာသာလူမျိုးတွေကနော်တခြားဘာသာဝင်တွေမှာကြတော့မရှိဘူးလားဆိုရင်လည်းရှိတယ်ရှိရင်လည်းမြန်မာတို့လိုနေပြီးတော့ယုံကြည်နဲ့နေပြီးတော့ကိုယ်ကိုယ်ရှင်းတို့နော်တရားတွေနာတာတို့တရားထိုင်တာတို့နော်အဲ့လောက်ထိမရှိဘူးမြန်မာတွေကနော်မြန်မာနိုင်ငံမှာနေပြီးတော့ဗုဒ္ဓဘာသာဝင်လူတွေအကုန်လုံးကနေပြီးတော့ခါကြီးနေကြီးကြရင်ဥပုသ်တိလာတွေစောင့်ထင်းကြတယ်နော်လူတင်းတွေအများကြီးလောက်ကြတယ်ဒါကမြန်မာတွေရဲ့ရိုးရာဓလေ့ဖြစ်တယ်နော်တခြားနိုင်ငံတွေမှာမရှိဘူးဆိုရင်ရှိရင်လေမြန်မာတွေထားနေပြီးတော့ပြမယ်ဆိုရင်အလှူတန်းတွေကုသိုလ်ကောင်းမှုလုပ်တာတွေနော်တရားတွေအထောက်တာတွေတရားထိုင်တာတွေဒါကရှားတယ်ရှိဘူးတို့မြန်မာပြည်သူမြန်မာနိုင်ငံသားတွေတဲ့နော်ရှိဘူးရှားတယ်ဒါကသူပြတာကနေပြီးလူရင်းကိုမရောက်နိုင်ဘူးဖြစ်တယ်သူပြထားတာကနေပြီးတော့ဒီ
ကလားနိုင်ငံဖြစ်တော့မှာကိုစိုးညင်နေလားဆိုတော့စိုးညင်တဲ့ကျွန်တော်တို့ကနော်ခိုးဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးမှာကနေပြီးတော့နော်ပြပနိုင်ငံအသီးသီးကနေပြီးတော့ကျူးကျော်ဝင်ရလာတဲ့ဒီမွတ်စလင်တွေအများကြီးရှိလာတယ်နော်အဲ့ဒါနဲ့နေပြီးတော့ဒီမြန်မာမိန်းကလေးတွေနဲ့ညာပြီးတော့မြန်မာယောက်ျားလေးတွေနဲ့ညာပြီးတော့နော်မွေးလာတဲ့ကလေးတွေကနေပြီးတော့ဗာဖြစ်လာလဲဆိုရင်နော်ပြေနှောတွေကနေပြီးတော့ကာပြတွေဖြစ်လာတယ်ကာပြတွေဖြစ်လာတော့ဗာလဲကာပြတွေကနေပြီးတော့ဒီဥပမာကျွန်တော်တို့မြန်မာကောင်းလေးနဲ့ဒီမွတ်စလင်မလေးနဲ့တယောက်ရသွားဆိုရင်ဒီကလေးကနေပြီးတော့ကလားလူလေးမဖြစ်တယ်လို့မြန်မာလူလေးမဖြစ်ဘူးနော်ကလားဆန်တော့မဖြစ်ဘူးမြန်မာအဆင်မဖြစ်ဘူးအခြားမှဖြစ်နေတယ်ဒီကလေးတွေကနေပြီးတော့ဒီကလားလူလေးမဟုတ်တယ်လို့ဒီမြန်မာလူလေးမဟုတ်ဘူးမြန်မာနဲ့တူတာကရှိတော့ရှိတယ်နော်ဒါပေမဲ့ကလေးတွေကပါသွေးသားတွေကနေပြီးတော့ဘေကိုရောက်သွားလဲဆိုရင်နော်ဒီအစ္စလမ်တွေရဲ့ဆွေးဆောင်မှုကြောင့်နေပြီးတော့ဒီပလီသေးကိုရောက်သွားတယ်နော်သူတို့ရဲ့နေပြီးတော့ပလီသေးမှာကျင်းစာတွေမှာနေပြီးတော့သူတို့ကလေးတွေနေတွေကနေပြီးတော့သူတို့ကျင်းစာမှာရှိတယ်နော်မြန်မာနိုင်ငံသည်ဒိုးနိုင်ငံဖြစ်ရမယ်မြန်မာပြည်သည်ဒိုးပြည်သည်ဖြစ်ရမယ်နော်မြန်မာစာသည်ဒိုးစာဖြစ်ရမယ်ဆိုပြီးတော့သူတို့ဒီပလီကြောင်ထဲမှာနေပြီးတော့သူတို့ဟောပြောတာရှိတယ်နော်အဲ့ဒီကလေးတွေကြီးပြင်းလာတယ်ဆိုရင်ဒီမြန်မာလူမျိုးတွေတွေ့နေပြီးတော့အရင်ကိုကြောက်စရာကြီးကောင်းလာတယ်နော်ဘာဖြစ်လို့ဆိုရင်အခုကြည့်နော်တည်င်းတွေဗျတည်င်းဌာနတွေအများကြီးရှိတယ်တင်ဆက်တဲ့နေရာမှာနေပြီးတော့နော်ဒီမွတ်စလင်တွေညားနေတာတော့နော်မွတ်စလင်တွေလည်းပါတယ်ပြီးအခြားဘာသာရှားနဲ့ညားပြီးတော့အဲ့ဒီလူတွေလည်းပါတယ်နော်တည်င်းအမှားကိုအမှားမပြားနိုင်ကြဘူးတည်င်းအမှားကိုအမှန်လုပ်ပြီးတော့ပြင်နေကြတယ်နော်အခုဆိုရင်တည်င်းဌာနအသီးသီးမှနေပြီးတော့ရှင်းလိုက်နော်ရိုဟင်ဂျာဆိုတဲ့အမည်ကိုခင်ပြီးတော့နော်မွတ်စလင်ကနေပြီးတော့ရိုဟင်ဂျာနေပြီးတော့နာမည်တစ်ခုကိုနေပြီးတော့တည်င်းဌာနအသီးသီးမှနေပြီးတော့တင်ဆက်နေတာတွေမြင်နေရတယ်နော်ဒီရိုဟင်ဂျာဆိုတဲ့ဟာကနေပြီးစကလုံးတွေကနေပြီးတော့နော်လူမျိုးတစ်မျိုးဖန်တီးလာတယ်နော်ခုဆိုရင်အရင်ကြောက်စရာကောင်းတဲ့နာမည်ဆိုကြီးကနေပြီးတော့ရခိုင်တွေကဘာဖြစ်လို့လက်မခင်တာလဲဆိုရင်ရခိုင်တွေတစ်ခုတည်းလက်မခင်တာမဟုတ်ဘူးရခိုင်တွေကနော်တခြားမြန်မာနိုင်ငံသားတွေလည်းအများကြီးလက်မခင်ကြဘူးရိုဟင်ဂျာဆိုတဲ့နေကိုနော်သူတို့ကနေပြီးတော့တစ်ဖက်နိုင်ငံကနေပြီးတော့ကျူးကျော်ဝင်ရခိုးလာကြတဲ့လူတွေဖြစ်တယ်လို့ဒီဒေသမြန်မာနိုင်ငံနေရာနဲ့ရောက်ပြီးတော့လူဦးရေမွေးဖွားနှုန်းကလည်းအရင်ကောင်းတဲ့မျိုးတစ်မျိုးလည်းဖြစ်တယ်လို့နော်လူဦးရေအများကြီးမွေးဖွားလာတဲ့အချိန်မှာနေပြီးတော့လူအရင်ကြီးတရားရတဲ့အချိန်မှာလူမျိုးအမြင်ခင်လာတဲ့နောက်ပြီးရင်မြေတွေပါတယ်တောင်းလာကြတဲ့ဥစ္စာရေခိုင်မှာကြည့်နော်ဘူတိတာမုံတော့ဆိုရင်ကျွန်တော်တို့မွတ်စလင်ပိုင်တဲ့မြေဆိုပြီးတော့ကျူးကျော်ဝင်ရောက်ပြီးတော့ဒီနေထိုင်တဲ့အချိန်မှာနော်နေ့တည်ကြလာတဲ့အခါဒီဘူတိတာမုံတော့ဒီကျွန်တော်တို့မွတ်စလင်တွေရဲ့ပြည်ဖြစ်တဲ့ရိုဟင်ဂျာတွေပြည်ဖြစ်တယ်ဆိုပြီးတော့နော်လိုင်းပေါ်မှာနေပြီးတော့တင်ပြတာတော့ဘာတော့အများကြီးတွေ့မြင်ရတယ်နော်ဒါကမြန်မာနိုင်ငံတွေရဲ့မြန်မာနိုင်ငံသားတွေရဲ့နော်အထူးကိုကြောက်စရာကောင်းတဲ့ရိုဟင်ဂျာဆိုတဲ့အမည်စကားတစ်ခုပဲနော်ဒီနာမည်ကြီးကနော်တခြားငါတို့ကနေပြီးတော့မဆိုင်ပါဘူးရခိုင်တွေလည်းပဲဆိုင်တာဆိုပြီးတော့အဲ့လိုနှိမ့်လို့တော့မရဘူးဘာဖြစ်လို့ဆိုရင်နော်မြန်မာနိုင်ငံနေရာတိတိမှနေပြီးတော့မွတ်စလင်ဘာသာဝင်တွေအများကြီးရှိတယ်အဲ့ဒီဒေတာတိတိမှလည်းနေပြီးတော့မွတ်စလင်တွေလည်းရှိတယ်နော်အဲ့ဒီဟာတွေလည်းအကုန်လုံးမွတ်စလင်တွေမခင်ကြဘူးဘာဖြစ်လဲရိုဟင်ဂျာဆိုပြီးတော့အမြင်ခင်လိုက်ကြလို့အများကြီးရှိတယ်နော်ကြည့်နော်အကုန်လုံးသူတို့ရိုဟင်ဂျာပဲနော်မွတ်စလင်တွေမရှိဘူးသူတို့ကနာမည်တစ်လုံးလိုရှင်တယ်ဒီနာမည်ကြီးတစ်ခုရတာနဲ့သူတို့ကဘာကြီးကိုအမျိုးမျိုးတင်ပြီးတော့ငိုပြမယ်အဲ့ဒါဆိုရင်သူတို့ကကဘာနေရနဲ့နိုင်ငံအနေမှာနေပြီးတော့ရောက်နေကြတဲ့လူတွေကနေပြီးတော့အရင်တရုတ်ဆောင်လေးကောင်းတယ်ပြီးရင်ပိုင်ရတဲ့လူတွေရှိတယ်ဒီပုံစံနဲ့အတိုင်းဝင်တွေမှာနေပြီးတော့ဒီလိုကဘာတင်ပြလိုက်မယ်ဆိုရင်ဒါကမွတ်စလင်နိုင်ငံဆိုပြီးတော့နောက်ဖြစ်လာအောင်နော်မြန်မာနိုင်ငံသည်မွတ်စလင်နိုင်ငံဖြစ်တယ်လို့ပြောလာအောင်ဒါတော့တတိထားကြ